လုံခြုံရေးဝန်ထမ်းအမျိုးသားတစ်ယောက်ဟာလမ်းဘေးကသူတောင်းစားတဦးကိုစာနာစိတ်နဲ့သူကင်ထားတဲ့အစားအစာထုတ်လေးပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသူတောင်းစားကအစားအစာထုတ်ကိုဖုန်းနဲ့ဓာတ်ပုံရိုက်လိုက်တဲ့အခါမယုံနိုင်စရာကောင်းလောက်အောင်အစားအစာထုတ်ဟာရုတ်တရက်နှစ်ထုတ်ဖြစ်သွားပါတယ်။အဲ့ဒီနောက်သူတောင်းစားကလုံခြုံရေးဝန်ထမ်းကိုဖုန်းကန်ပေးပြီးဒီဖုန်းကမြင်သမျှအရာရာကိုပွားပေးနိုင်တယ်လို့ပြောကမိခိုးငွေတွေကြားတဲ့ရုတ်တရက်ပြောက်ကွယ်သွားပါတော့တယ်။လုံခြုံရေးဝန်ထမ်းဟာဒါကိုလိမ်ညာမှုတစ်ခုလို့တန်တရားဝင်ပြီးစမ်းသက်တဲ့အနေနဲ့လမ်းဘေးမှာရပ်ထားတဲ့စိန်ခံကားတစ်စီးကိုဓာတ်ပုံရိုက်ကြည့်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲပုံစံတူစိန်ခံကားတစ်စီးထပ်မံပေါ်ပေါက်လာလို့သူအံ့အားသင့်သွားပြီးကားထဲကိုအပြေးလွှားဝင်ထိုင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကားပိုင်ရှင်ဖြစ်တဲ့အမျိုးသမီးချောလေးတစ်ယောက်ရောက်လာပြီးသူမကားထဲဘာလို့ဝင်ထိုင်နေတာလဲလို့မေးပါတယ်။သူကလည်းတကယ်ကားအစ်စ်ကဟိုဘက်မှာပါလို့ပြန်ရှင်းပြလိုက်တော့မှအမျိုးသမီးကအားနာသွားပြီးတောင်းပန်ပါတယ်။ဒါပေမဲ့လုံခြုံရေးဝန်ထမ်းကအမျိုးသမီးကင်ထားတဲ့တစ်တာထဲကရွှေတုံးတွေကိုသတိထားမိသွားပြီးဓာတ်ပုံရိုက်ခွင့်တောင်းကရွှေတုံးတွေကိုဖုန်းနဲ့ပွားယူလိုက်ပါတော့တယ်။နောက်တော့သူဟာအဲ့ဒီရွှေတုံးတွေကိုတွားရောက်ရောင်းချရမှာကံကောင်းကျင်တော့အဲ့ဒီရွှေဆိုင်မန်နေဂျာကစောစောကအမျိုးသမီးချောလေးဖြစ်နေပါတယ်။သူကရွှေတုံးတွေကိုရောင်းပြီးငွေသားတွေပဲယူခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါငွေသားတွေကိုကတင်ပေါ်သွန်းချပြီးဖုန်းနဲ့ထပ်ခါတလဲလဲဓာတ်ပုံရိုက်ကပွားယူလိုက်တဲ့အတွက်တရက်အတွင်းမှာပဲကုတီတထေးကြီးဖြစ်သွားပါတော့တယ်။တထေးဖြစ်သွားတဲ့သူဟာအဝတ်စားလာပပတွေဝယ်ဖို့ကုန်တိုက်ကိုတွားရမှာအဲ့ဒီအမျိုးသမီးနဲ့ထပ်မံဆုံတွေ့ပြီးအမျိုးသမီးကသူ့အတွက်အဝတ်စားတွေရွေးချယ်ပေးကလှုပ်ဝက်စွာပတ်စံရှင်းပေးခဲ့ပါတယ်။ဒါကိုသိသွားတဲ့အခါသူကအားနာပြီးသူမကိုဘာပြန်ကူညီပေးရမလဲလို့မေးပါတယ်။အမျိုးသမီးကသူမအဖိုးအတွက်မွေးနေ့လက်ဆောင်နိုင်တွားရွေးပေးဖို့အဖော်ဆက်ပါတယ်။နိုင်ဆိုင်ရောက်တဲ့အခါအမျိုးသမီးကကန့်သက်ချက်နဲ့ထုတ်ထားတဲ့နိုင်အလှလေးတစ်လုံးကိုသဘောကျပေမဲ့ဆိုင်ဝန်ထမ်းကဒါဟာရောင်းဖို့မဟုတ်ဘူးလို့ညှင်းပယ်လိုက်တဲ့အတွက်စိတ်ပြတ်သွားပါတယ်။အဲ့ဒီအချိန်မှာသူကနိုင်ကိုလှုပ်ဝက်တဲ့ပုံရိုက်ပြီးပုံစံတူနိုင်တစ်လုံးပွားယူကအမျိုးသမီးကိုလက်ဆောင်ပေးလိုက်ပါတယ်ပြီးတော့အလဲအနေနဲ့သူမရဲ့ရွှေတိုက်ခန်းကိုကြည့်ခွင့်တောင်းပါတယ်။အမျိုးသမီးကသဘောတူပြီးရွှေတိုက်ခန်းကိုခေါ်သွားတဲ့အခါတောင်လုံပုံနေတဲ့ရွှေတုံးကြီးတွေကိုမြင်တော့သူကဖုန်းကိုထုတ်ပြီးဓာတ်ပုံရိုက်ယူလိုက်ပါတယ်။အိမ်ပြန်ရောက်တာနဲ့သူဟာရွှေတိုက်ခန်းထဲကအတိုင်းအပုံလိုက်ရှိတဲ့ရွှေတုံးတောင်ကြီးကိုသူ့အိမ်မှာပဲချက်ချင်းပွားယူလိုက်ပါတော့တဲ့ဇလန်လေးကိုသဘောကျရင် channel လေးကို subscribe လုပ်သွားပေးနော်။